တော့ဘာကြောင့်ဒါတွေဖြစ်တာလဲဆိုတော့အရှိတွေမှာပေါ့နော်ကျွန်တော်တို့ဒီဖြစ်ခဲ့ရတဲ့သမိုင်းဆိုးတွေအကုန်လုံးကိုကျွန်တော်တို့ဒီတစ်ချိန်မှာစုပြုံပြီးတော့ကျွန်တော်တို့လူငယ်တွေတိမ့်ကျုံပြီးတော့ခံရတယ်ဆိုတော့ဒီလူငယ်တွေကိုတစ်ဖက်ကလည်းပေါ့နော်ရန်သူကလည်းနှီးမျိုးစုံနဲ့ဝင်ခွဲနေတာရှိတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာတို့စိန်ရှင်တွေကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရှင်တွေကဆိုရင်မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ new dollar နဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာပြီးတော့ကျွန်တော်နှီးမျိုးစုံဆိုတဲ့နေရာမှာကျွန်တော်တို့မသိတဲ့အရာတွေအများကြီးပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ရန်သူကအကြမ်းဖက်စစ်တက်စစ်ခွေးယူနီဖောင်းဝတ်ထားရင်ကျွန်တော်တို့ဘကောင်းမအောင်ကျွန်တော်မကြောက်တာတကောင်းမအောင်မကြောက်တာမင်းတို့ဘလောက်ပဲအင်အားများပါစေပြောချင်တာကလုံးဝမကြောက်ဘူးလက်နဲ့အင်အားဘလောက်တာပါစေကျွန်တော်တို့လုံးဝမကြောက်ဒါကကျွန်တော်တို့အမှန်တရားဆိုတော့ကျွန်တော်တို့အခုသတိထားပြီးတော့ကျွန်တော်တို့ဖြစ်နေတာတွေကဒီဖက်စစ်တက်ရဲ့ uniform မဝတ်ဖဲနဲ့ကျွန်တော်တို့ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတာရှိတယ်ဆိုတော့ဒီအခြေအနေကိုလည်းကျွန်တော်တို့မိဘတွေတည်ဖို့လိုတယ်ကျွန်တော်တို့လူငယ်တွေရင်ဆိုင်နေရတဲ့အခက်အခဲတွေပေါ့နော်ဟုတ်ပြီဒါတွေကကျွန်တော်တို့ပေါ့နော်ဒါရန်သူလို့ကျွန်တော်တို့မြင်ရတယ်ဆိုရင်ကျွန်တော်တို့ဘက်ကစိုးရုံထိတ်လန့်စရာအကြောင်းမှမရှိဘူးအဲ့လိုမျိုးဆိုတော့ဒါပေမဲ့ကျွန်တော်တို့ရန်သူကိုရန်သူလို့မမြင်ရဘဲနဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေလူကျွန်တော်တို့တဲ့ပေါ့နော်အတူတူလူပေါ့နော်ဆိုတော့ဒီအခြေအနေတွေမှာကျွန်တော်တို့လူငယ်တွေအများပြားဘယ်လိုပြောလဲထိခိုက်ခဲ့ရတာလေရှိတယ်ဒါကိုလည်းကျွန်တော်ရဲ့မိဘတွေတီးဖို့အရေးကြီးတယ်ဟုတ်ပြီကျွန်တော်တို့ဒီလူငယ်တွေဟာဒါဆိုပါတော့ဗျာကျွန်တော်တို့ဒီ ERO เนาะတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေမှာရောက်တဲ့နေရာမှာကျွန်တော်တို့ဒါကကျွန်တော်တို့နေရာမဟုတ်ဘူးဒါကကျွန်တော်တို့နေမြေမဟုတ်ဘူးကျွန်တော်တို့နေမြေမဟုတ်တဲ့ခါကျတော့ကျွန်တော်တို့အများကြီးသတိထားအများကြီးသတိထားကျွန်တော်နှစ်ပေါင်းများစွာတည်းကအဖွဲ့များစွာရှိနေတဲ့ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တယ်ရှမ်းမှာဆိုလည်းအဖွဲ့တွေအများကြီးရှိတယ်ဟုတ်တယ်เนาะကျွန်တော်ရင်မိပါတယ်ရှမ်းမှာလည်းရှမ်းပြည်နယ်မှာလည်းအဖွဲ့တွေအများကြီးရှိတယ်ဆိုတော့ကရင်ပြည်နယ်မှာလည်းအဖွဲ့တွေအများကြီးရှိတယ်အချို့ကကြောင့်ကရင်ပဲကောင်းတင်တက်ပြီးတော့ပြောနေကြတယ်ဗောနော်ကရင်မှာအဖွဲ့တွေအများကြီးရှိတယ်ကရင်တွေမညီသေးဘူးဘာညာဗောနော်ဆိုတော့ကရင်တစ်ခုတည်းမဟုတ်ဘူးကျွန်တော်ရှမ်းပြည်မှာလည်းရှိတယ်ဆိုတော့ရခိုင်မှာလည်းပဲတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီအခြေအနေကိုကျွန်တော်တို့ဒီအကုန်သိမ်းကျုံပြီးတော့စုပြုံခံနေရတာကကျွန်တော်တို့ဒီလူငယ်တွေဖြစ်တယ်ဆိုတော့ဒီလူငယ်တွေဟာအဲ့ဒီနေရာတွေမှာခက်ခဲမျိုးစုံကိုကျွန်တော်တို့ကြော်ဖြတ်ရတယ်ဆိုတော့ကြော်ဖြတ်ရင်းနဲ့ကျွန်တော်တို့ထိခိုက်ခဲ့ရတာတွေလည်းရှိတယ်ဒါကျွန်တော်အမှန်တရားကိုပြောနေတာပြီးတော့ကြော်ဖြတ်ရင်းနဲ့ကျွန်တော်တို့ပေါ့နော်ဒါဒီနားလည်မှုတွေလွဲပြီးတော့ဖန်စီချုံနှောင်ခံရတာတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရှောက်နေတဲ့လမ်းကတကယ်ကိုခိုင်မာလုံးနဲ့ယုံကြည်ချက်ကလည်းအရင်ပြင်းတဲ့အတွက်ကျွန်တော်တို့ယနေ့အချိန်ထိဒေါ်လာရေးမှာကျွန်တော်တို့ပါဝင်ပြီးတော့ကျွန်တော်တိုက်ပွဲဝင်နိုင်တာဆိုတော့ဒီအခြေအနေကိုလည်းကျွန်တော်မိဘတွေမြင်အောင်ကြည့်ပေးပါရှိတယ်ကျွန်တော်တို့လူငယ်တွေအများကြီးပေါ့နော်ဆိုတော့အခုကကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်တို့အားလုံးအပူပေါင်းစစ်စင်ရေးဆင်နွှဲဖို့အတွက်ကျွန်တော်တို့အားလုံးကမဟာဗျူဟာမြောက်စီမံကိန်းတွေရေးဆွဲပြီးသွားပြီဆိုတော့ရဲဘော်အတိုင်းကိုမေးမယ်ဆိုရင်ပေါ့နော်ဒါရဲဘော်အကုန်လုံးကလည်းပဲဒီမျိုးပြစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့လည်းအစင်းသင်းဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့မျိုးပြစစ်စင်ရေးမှာကျွန်တော်တို့အဓိကအားဖြင့်တာဝန်ဆန်းဆောင်ရမယ်သူတွေကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဒါရှင်းပါတယ်မန်လေးဆိုရင်လည်းပဲမန်လေး PDF နဲ့ကျွန်တော်တို့ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအဓိကတာဝန်ယူရမယ်မစ်ရှင်ဖြစ်တယ်ကျွန်တော်တို့ရန်ကုန်ဆိုလဲထုံနေကောင်းမယ်ဆိုတော့ပဲခူးလဲထုံနေကောင်းမယ်ဆိုတော့ကျွန်တော်တို့ကတော့ခုနပြောသလိုမျိုးတချီထဲမှာကျွန်တော်တို့ကရုံးကြတော့မှာပေါ့ဆိုတော့ဒီလိုအခြေအနေမှာကျွန်တော်တို့သူတို့ရဲ့နေမြေတွေမှာကျွန်တော်တို့ကဒါဒီ3နှစ်ကျော်ပေါ့နော်ကျင်လည်ပြီးတော့ကျွန်တော်တို့ဒါလေ့ကျင့်ခဲ့ရတယ်ပြင်ဆင်ခဲ့ရတယ်သူတို့နဲ့အတူတိုက်ပွဲတွေတိုက်ခဲ့ရတယ်ပြီးတော့သူတို့နဲ့အတူစားတယ်တောက်တယ်ဆိုတော့အဲ့ဒီဂျားထဲမှာကျွန်တော်တို့အခက်ခဲမျိုးစုံကျွန်တော်တို့ဒီအတားအဆီးမျိုးစုံကျွန်တော်ကြော်ဖြတ်ရတယ်ဒါကကျွန်တော်အမှန်တရားကိုပြောနေတာကျွန်တော်ရဲ့ဗီဒီယိုကိုဒါပေါ့နော်ကျွန်တော်တို့ဒီ generation ပေါ့နော် January ဆက်ကပေါ့နော်ဒါ1988ကဒါကျွန်တော်တို့ရဲ့လေးစားရတယ်ပေါ့နော်ဒီသူတို့တွေဆိုလဲသိမှာပါဆိုတော့ပြီးတော့နိုင်ငံခြားမှာပေါ့နော်လက်ရှိပေါ့နော်နေထိုင်နေကြတယ်ပေါ့နော်ဒါမျိုးဆက်အသီးသီးလဲဒီဟာကျွန်တော်ပြောရဲဆိုရင်သဘောပေါက်နားလည်မယ်လို့ကျွန်တော်မျှော်လင့်နေဗျဒါကြောင့်ကျွန်တော်ကဒီပေါ့နော်အခြားသောနိုင်ငံရေးရက်ဝန်းတွေနဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်ကဒီသတင်းတွေပါဆိုလဲကျွန်တော်မပြောဘူးပြီးတော့သုံးသက်ဝေဖန်တဲ့နေရာမှာလဲပေါ့နော်ကျွန်တော်အရင်လူကြားကောင်းအောင်လဲကျွန်တော်တေချာမပြောတတ်ဘူးဒါပွင့်ရင်ပြောတာဆိုတော့ကျွန်တော်ပြောနေခြင်းကလက်ရှိပေါ့နော်အချို့အရာတွေဆိုကျွန်တော်ထုတ်ဖော်ပြောလို့မရတာတွေကိုတော့ကျွန်တော်ထိန်ချန်ထားတာရှိတယ်ဒီရဲဘော်တွေကကျွန်တော်တို့ခုမှပြောနေရာတနေရာမှာအဆင်မပြေလို့နောက်တနေရာကိုလည်းကျွန်တော်တို့ရွှေ့ပြောင်းရတာရှိတယ်ဒါပေမဲ့ကျွန်တော်ကရွှေ့ပြောင်းတဲ့နေရာမှာတော့သတိပြုဆင်ခြင်ဖို့ကိုပဲကျွန်တော်တို့ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းပြောပြတယ်ဗောနော်ဟုတ်ကဲ့ဗျအကိုဂျိုဂျိုဟုတ်ကဲ့မင်္ဂလာပါဗျအကိုရဲဘော်ရှမ်းလေးဘာဖြစ်လို့စစ်မတိုက်တာလဲကျွန်တော်တို့နေတိုင်းစစ်တိုက်ဖို့လူလာတော့မသိဘူးဗျ
တကယ်လို့နေတိုင်းစစ်တိုက်ဖို့လိုတယ်ဆိုရင်တော့ကျွန်တော်နေတိုင်းစစ်တိုက်ပေးပါမယ်ကိုဂျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်တို့ဒီအသိပညာရဲ့ကျွန်တော်တို့အတတ်ပညာရဲ့ဒါတွေကိုကျွန်တော်ရှင်တွဲပြီးတော့ကျွန်တော်တို့နှလုံးကြီးကျွန်တော်တို့ပြရဖို့လိုတယ်ဆိုတော့ဒီလိုမျိုးပေါ့ဥပမာဂျိုးကျွန်တော်ကိုမေးသလိုမျိုးပေါ့နော်ကိုရှဲပေါ်ရှင်းလေးဘာဖြစ်လို့စစ်မတိုက်တာလဲဆိုတာမျိုးပေါ့နော်ဟုတ်ပြီကျွန်တော်စစ်တိုက်ခဲ့တဲ့ဗီဒီယိုဖိုင်တွေကျွန်တော်မှတန်းစီနေရပဲဆိုတော့အခုအခြေအနေကျွန်တော်တို့စစ်တိုက်မယ်ကျွန်တော်ပွင့်လင်းပြောမယ်ကျွန်တော်စစ်တိုက်မယ်ကြားတိုက်မယ်ဟုတ်ပြီကျွန်တော်ရန်ကုန်တက်တိုက်မယ်ကိုဂျိုးလည်းကြည့်နေမယ်ထင်တယ်ဒါကျွန်တော်ကချက်ချင်းနဲ့ပဲကျွန်တော်ပြောတာဟုတ်ပြီကျွန်တော်ရန်ကုန်တိုက်မယ်ရန်ကုန်တိုက်ဖို့အတွက်ကျွန်တော်တို့ဘာတွေပြင်ဆင်ရမလဲဘာတွေလုပ်မလဲကိုဂျိုးသိတယ်ဆိုကျွန်တော်တစ်ချက်ပြန်ပြောပေးဟယ်လိုကျွန်တော်တော့ခုနပြောတယ်ပေါ့နော်ဟိုရန်ကြီးဟိုဖြစ်လို့မရအောင်ကျွန်တော်ပြောတာကျွန်တော်တို့ဘလောက်ရက်တီရတယ်ကျွန်တော်ဘလောက်ထိယုံရတယ်ဆိုတာကျွန်တော်တို့သိတယ်ကျွန်တော်တို့ပြောပြီးသားအားမလို့အားမရဖြစ်တာကိုကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့က1945ထဲကနေပြီးတော့2024ထိစုပြုံပြီးတော့အရာရာကိုကျွန်တော်တို့တင်ကြုံခံရတာကျွန်တော်တို့ကိုနိုင်နော်ဒါပွင့်နေပြီကျွန်တော်တို့ကိုနိုင်အချုပ်ခံရတယ်ကျွန်တော်တို့ကိုနိုင်ဖန်ဆီးခံရတယ်ကျွန်တော်တို့ကိုနိုင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒါအများကြီးပေါ့နော်တိဆောက်ခဲ့တဲ့အရာတွေဆုံးရှုံးခဲ့ရအများကြီးရှိတယ်ကျွန်တော်တို့လွယ်လွယ်ပြောနေတာတခုမှမရှိဘူးဆိုတော့ဒါကကျွန်တော်ကအမြဲတမ်းကျွန်တော်မိဘတွေနဲ့ကျွန်တော်ပြည်သူတွေကိုကျွန်တော်ရဲ့ညီကိုတွေကိုအမြဲတမ်းကျွန်တော်က message ပေးနေကြပြောနေတာကကျွန်တော်ပြောတာရှိတယ်ဆိုရင်ကျွန်တော်တို့ပြည်သူပဲကျွန်တော်ပြောမှာပြောနေတာ NUG ကအတိုင်းဝိုင်းဆိုရင်ကျွန်တော်နောက်မှပြောမှာဆိုတော့ဒီလိုချင်းနေမှာကျွန်တော်တို့ဝမ်းနေစရာတွေကပေါ့နော်ကျွန်တော်တို့အချို့ပေါ့နော်တယောက်စားနှစ်ယောက်စားတွေကအဲ့လို live stream မှာဝင်ပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲမလူလားအတာတွေကိုသူတို့ဝင်ပြီးတော့ဘယ်လိုပြောမလဲလွယ်လေးသူတို့ဝင်ပြောလိုက်တယ်ခုနကမတိုက်သေးဘူးလားဟုတ်ပြီတိုက်မယ်ကျွန်တော်ကြီး2000ပဲအရင်ဝယ်ပြီကြီး2000ပဲကျွန်တော်အရင်ဝယ်ပြီကြီး2000နော်ကြီး2000ပဲကြီး2သိန်းမဟုတ်နော်ကြီး2သန်းမဟုတ်ကြီး2000ပဲဘာဖြစ်လို့လဲဆိုတော့လက်ရှိကျွန်တော်တို့ကြီးဝယ်နေရတာကျွန်တော်တို့ဘယ်လောက်ခက်လဲဆိုတော့ကျွန်တော်တို့သိပတ်စံစုဖို့ဒါတဆင့်ကြိုးစားရတယ်နော်ဒါပြပြတာပြီးရင်လိုအပ်တယ်ပေါ့နော်နှခမ်းကြီးပါညာဟောပါညာအခုကသူများပြောရင်နှခမ်းကြီးပါညာဟုတ်ပြီတိုက်ရကြီး2000လောက်ကိုကျွန်တော်အရင်ဆုံးရှာပေးဘယ်မှာရှိလဲပြောကျွန်တော်သားယူမယ်ဒါပွင့်လင်းပြောတာကျွန်တော်ဒါပွင့်လင်းပြောတာကျွန်တော်တို့မှာဘာမှတိတ်ကွာမရှိဘူးကျွန်တော်ဘာမှတိတ်မရှိဘူးကျွန်တော်တို့ကနောက်တစ်ခုကကျွန်တော်တို့ကဘယ်လိုပြောမလဲနော်အခုမေးတယ်ကျွန်တော်ရတယ်အခုဖြည့်ပြီးမယ်ဘာမှပြဿနာမရှိဘူးနောက်ကျွန်တော်တို့မှာဒီဘလူပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီမြို့ပြကျွန်တော်တို့နေရာကျွန်တော်တို့ရောက်သွားနေတာအဲ့လိုမျိုးကျွန်တော်တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီးတော့เนาะဗောနော်ကျွန်တော်နေရောညရောကျွန်တော်စစ်စင်ရေးတွေမှာအကုန်ပါဝင်ခဲ့ဘူးရဲဘော်တယောက်ဖြစ်တယ်ကျွန်တော်ပါနော်ကျွန်တော်နေတိုက်ပွဲတွေရောညတိုက်ပွဲတွေရောဗောနော်ဘယ်လောက်ထိနီးကတ်သွားလဲဆိုရင်ကျွန်တော်ပြပြမယ်ဘယ်လောက်နီးကတ်သွားလဲရန်သူထဲထိရောက်သွားတယ်ကျွန်တော်တခါပြောရတယ်ကျွန်တော်ရဲ့ဒါ brother တယောက်ဗောနော်ကျွန်တော် brother ရဲဘော်ဗောနော်အခုသူစကိုင်းမှာရှိတယ်ညတော့မယုံသွားမိလို့ရဟိုကလမ်းမေးတယ်စစ်ကိုရဒါကြီးတဲ့ချင်းနေဘလို့လဲတဲ့သူကလည်းပြန်ပြီးချင်းနေကတော့တိတ်တော့မကောင်းတော့ပါဘူးဒီလိုပါပဲနော်ပြီးတော့မှပေါအောင်နေရမ်းမှောင်နေအဲ့လောက်ထိတော့မှကတ်သွားတာညာစစ်စင်ကြီးနော်ညာစစ်စင်ကြီးဆိုတော့ပြီးတော့ရေခုနကပြောတာနေဘက်လည်းထုံနေကောင်းပဲနော်နေဘက်လည်းထုံနေကောင်းပဲအရန်ကိုရေငတ်ပါကျွန်တော်တက်စုပေါ့နော်ကျွန်တော်အဲ့မှာတက်စုနဲ့တောင်းထမ်းဆောင်နေတဲ့တက်စုမှုဆိုတော့အရင်ကရင်ကပါကျွန်တော်ရှင်းတဲ့ပဲရေစင်းတယ်လားရေပါရေတန်းဘူးကြီးနော်ရေတန်းဘူးကိုစင်းတယ်လားဒီလိုပကုံးမှာထမ်းတင်ပြီးတော့ကျွန်တော်ပြန်တက်တာအပေါ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီ point ချတာနေရပါအဲ့နေရာကိုပြန်တက်တာနောက်ကကျွန်တော်တို့ပြစ်တာကျွန်တော်ထမ်းနေရင်းနဲ့ရှင်းဖောင်းနဲ့လို့ပြစ်တာအများအဲ့လိုခံစားဘူးလားကျွန်တော်ဟုတ်လားကျွန်တော်ကခုနကပုံကိုပေါ့နော်ခုနပုံကိုကျွန်တော်ပြီးတာအဲ့လိုခံစားဘူးလားဒီမှာရေပုံးထမ်းထားတယ်ဗျာတနက်ကလွယ်တာတနက်ကနောက်ကျောမှာကျွန်တော်ပြစ်ပြီးတော့လွယ်တာတယ်ကိုကြည်တောင်းပေါင်းမြောက်များဆိုတာပြစ်နေတာကိုဘယ်လိုမျိုးခံစားမိလဲကျွန်တော်ပြောရှင်းတယ်ဘယ်လိုခံစားမိလဲပြန်လဲပြစ်လို့မရဘူးဗျာရေဘူးမပါရင်လေကျွန်တော်တို့နောက်တစ်ရက်လောက်ရှည်ငတ်အောင်မယ်ဆိုတော့ကျွန်တော်ရှင်းတယ်နော်ရေဝရှင်းလေးကရှင်းတယ်အဲ့ရေဘူးကိုရအောင်တည်တာပြစ်ကြိုက်တော့ပြက်မင်းတို့ပြက်မောင်းရှည်တုံချက်နဲ့စုံနေတာပဲ
ပြောရေဘူးတန်တန်တော့အဲ့နဲ့တော့ပေါ့နော်တောင်ဆောင်ကိုကျွန်တော်တက်တောင်ဆောင်တက်တဲ့အချိန်မှာပေါ့နော်အဲ့မှာကျွန်တော်တို့ရှိုးချိုင်းပေါ့ချိုင်းလေးတစ်ခုရှိတယ်ချိုင်းလေးတစ်ခုကြောက်တော့ကျွန်တော် location လေးလည်းမစိုးဘူးဆိုတာရေဘူးကိုချလိုက်တယ်ကျွန်တော်ရေဘူးချလိုက်တော့နောက်ကကျွန်တော်ရဲဘော်တွေကရေဘူးတွေချလိုက်တယ်သူတို့လည်းထမ်းလာပါတော့3-4ဘူးလောက်တော့ပါတယ်ဆိုတော့ကျွန်တော်မမေ့ရပြောမယ်အဲ့မှာဆင်းတဲ့အချိန်မှာကျွန်တော်ဖက်နဲ့ပေါ့ဗျာဂွင်းတို့ဖက်နဲ့အဝါရောင်လေးတင်အောင်ကျွန်တော်တွေ့တယ်ဂွင်းတို့ဖက်နဲ့အဝါရောင်နော်အဲ့သွားတဲ့လမ်းမှာနော်တွေ့တဲ့ခါကျတော့ကျွန်တော်အဲ့ဒီမှာဝတ်ထားတာကကျွန်တော်ဘောင်းမီတိုလေးနဲ့ဘောင်းမီတိုနော်ဘောင်းမီတိုလေးနဲ့အဲ့ဒီဖက်နဲ့ကိုကျွန်တော်ရေဘူးထမ်းနေရင်းနဲ့တနက်ကလည်းလွယ်ထားသေးတယ်နော် equipment ကလည်းပါသေးတယ်နော်ဆိုတော့ဒီဖနက်ကကျွန်တော်တို့ပေါ့နော်ကျွန်တော်မှဟိုလိုချင်းညက်ဖနက်ဟိုဘယ်လိုပြောမလဲနော်ဟိုဟာမဖြစ်ဘူးလေဆိုတော့ရှေ့တန်းဒီမှာအဆင်မပြေတာရှိတယ်အဲ့ဖနက်လေးကိုကျွန်တော်ရအောင်ကောက်ပြီးတော့ခါကြထိုးလာခဲ့သေးတယ်ကျွန်တော်တိုက်တာအောင်မပြောသေးဘူးကျွန်တော်စစ်တိုက်တာအောင်မကျွန်တော်အပြစ်ခံရတာကိုပြောတာအဲ့ဒီရေဘူးထမ်းပြီးတော့ကျွန်တော်အဲ့ဒီနေရာပေါ့နော်နေရာလေးမှာကျွန်တော်တို့နေရာမရောက်သေးဘူးနော်အဲ့လန်တော့မှာပဲကျွန်တော်ချလိုက်တဲ့အချိန်မှာကျွန်တော်ဘီဘောလေးကိုချိလိုက်တဲ့အချိန်မှာကျွန်တော်ကိုနှိုက်လန့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ခဏနားမယ်ဆိုပြီးတော့နေကင်းကြောင်တော့ကျွန်တော်ခဏနားမယ်ဆိုပြီးတော့အရေဘူးတွေချလိုက်တဲ့နေရာမှာကျွန်တော်တို့ mind တွေအပြည့်စင်ထားတဲ့နေရာဖြစ်တယ်ကျွန်တော်မြင်ရတာဟိုဘယ်လိုပြောမလဲနော်ကျွန်တော်မိဘတွေနဲ့ကျွန်တော်လည်းပေါ့နော်ဒါဖះပေးတဲ့စုတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်ဟိုဒီတီဟိုနော်တီကံမရောက်တမပြောက်ပေါ့အဲ့လိုပဲပြောအောင်နော်ကျွန်တော်2ကြိမ်တိုင်တန်းကျွန်တော်အဲ့လိုမျိုးခံခဲ့ရတာရှိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ချလိုက်ရေဘူးချလိုက်တဲ့အချိန်ကျမှကျွန်တော်မြင်လိုက်ရတာအဲ့ဒီမှာကျွန်တော်မိုက်ပတ်ပတ်နဲ့ဆင်ထားတာဆိုတော့အဲ့ဒါကခုနကပြောတဲ့နေရာတိုင်းမှာဒါကြောင့်ကျွန်တော်တို့မိဘပြည်သူတွေအမြဲတမ်းသတိပေးတာကျွန်တော်စစ်မှတ်ဖြစ်တဲ့နေရာတွေမှာဟာလာကျွန်တော်တို့ထင်းရှာဖားရှာတာတို့ကျွန်တော်တို့မြစ်ရှာတာတို့ပြီးတော့လမ်းကြောင်းပေါ်ပေါ့နော်လမ်းကြောင်းသွားတဲ့နေရာတွေမှာလမ်းချော်ပြီးတော့ရှောက်သွားတာတို့မလုပ်ပါနဲ့ဆိုတော့ပြောတာဘာလို့နီးမုံမိုင်းတွေနေရာတိုင်းမှာရှိတယ်နဲ့ပြီးတော့တားမိုင်းတွေရှိတယ်တိုက်မိုင်းတွေရှိတယ်ဆိုတော့ဘလို့လမ်းချော်တာဥပမာပြောပြမယ်ကျွန်တော်တို့ဆိုရင်ဗျာအခုပြီးခဲ့တဲ့ရက်ကပေါ့နော်ဒါဒီ၄ကစ်ကောတက်ခိုက်သိမ့်ပိုက်တဲ့နေရာတွေမှာဆိုအထုပ်ဗီဒီယိုဖိုင်တွေတွေ့ရမှာဖြစ်တယ်ပါအဲ့ဒီနေရာမှာလည်းအကျမ်းဖတ်စစ်ခွေးတွေမိုင်းပြစ်စင်လာတာဘယ်လောက်ထိဒီကောင်တွေစောက်ချင်းရုပ်သွားလဲဆိုရင်ကျွန်တော်တို့ဒီမြို့မိုင်းတွေကိုအိတ်တဲ့စုပြီးတော့ကျွန်တော်တို့အဲ့ဒါကိုပေါ့နော်ဒါအချက်တစ်ခုဖြစ်သွားရင်ဖောက်ခွဲဖို့အိတ်ထဲမှာစုပြီးတော့လုတ်ခဲ့တဲ့ဟာတွေရှိတယ်ပြီးတော့အဲ့ဒီမှာရရှိခဲ့တဲ့လက်နက်တွေဆိုရင်မောင်းတုံးတွေဖြုတ်သွားတာရှိတယ်ဆိုတော့ကျွန်တော်ရဲ့မိပါတယ်တနက်တစ်လက်ကမောင်းတုံးမပါရင်အဲ့တန်ချောင်းတက်ပဲဆိုတော့ဒီလိုမျိုးရုပ်မာတဲ့သူတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရတာပြီးတော့ဒီလိုနေမြေကျွန်တော်တို့မွေးခဲ့တဲ့နေရာမဟုတ်ကျွန်တော်တို့ကြီးပြင်းခဲ့တဲ့နေရာမဟုတ်အဲ့ဒီနေရာမှာကျွန်တော်တို့နေထိုင်ရင်းနဲ့ကျွန်တော်တို့တော်လှန်ရေးမှာဆင်နွှဲနေကြတာဟုတ်ပြီခုနနေရာလေးကိုပြန်သွားမယ်အဲ့တော့အဲ့မှာကျွန်တော်လမ်းဖြန့်သွားတဲ့အချိန်မှာကျွန်တော်နဲ့ပါလာတဲ့ရဲဘော်တွေကလန့်လာတော့ဟုတ်ဗျာကျွန်တော်တို့ဘယ်လိုပြောလန့်လာနော်ကျွန်တော်ကလန့်အောင်ဟာဘာလို့မသိဘူးတော့ဒီလိုပြောအကုန်လုံးကလေတာဘောနော်ရီးမိတာပါဗျာဟာကိုချမ်းနားမနေရလဲဟောနော်အားရဆိုမရဘူးတမအဲ့နေရာကိုပြန်ပတ်ပြီးတော့ရေဘူးကိုပြန်တင်ရေဘူးပြန်ထိုင်ပြီးတော့ကျွန်တော်ပြန်တက်တာအဲ့ဒါ PDF လက်ရှိငတ်ဖူးတယ်ကျွန်တော်တို့အချို့နေရာတွေကကျွန်တော်တို့ထမင်းစင်းစားဖို့အဆင်မပြေဘူးစင်းစားလို့အဆင်မပြေဘူးပြီးတော့အိတ်ဖို့လည်းအဆင်မပြေဘူးဘာဖြစ်လို့အိတ်ဖို့အဆင်မပြေလဲဆိုတော့ညကြရင်လည်းကျွန်တော်တို့တညာလုံးဒီပါစောင့်ရတယ်ပြီးတော့နေကင်းဘက်ဆိုရင်လည်းပဲအဲ့ဒီတောင်ကျောပေါ့တောင်ကျောအရန်ပူတာဘလို့မှနေလို့မရအောင်အရန်ပူတာအဲ့တော့ကျွန်တော်တို့တူးထားတဲ့ group ချင်းပေါ့ဗျာကျွန်တော်တို့တူးထားတဲ့ group ချင်းဒီနေကြတဲ့အဆောင်လေးတွေမှာပဲဖြစ်တယ်လို့လေးတွေကျွန်တော်လောဘာလို့အဲ့ပေါ်သွားပြီးတော့ဝါတာဘလူးသွားမိုးလို့မရအောင်ကျွန်တော်ရဲ့ဟိုညီကိုတို့ဟိုဟာထီးလေးစောင်းပြီးတော့နေမရဘူးလေကျွန်တော်ပြောတာဟိုကလာကြိတ်သွားမှာပေါ့ကျွန်တော်ကဘယ်လိုပြောမလဲဒီဝင်ပြစ်နဲ့ပတ်သက်ပြီးတော့ခက်ခဲတွေရတယ်ဟိုဖြစ်နေတော့မယ်လေဆိုတော့ဒါပဲထောက်လိုင်းလောက်ပဲကျွန်တော်တို့အဆင်ပြေသေးတာဒီလိုအချင်းနေပြောချင်တာကတတ်မှန်လားအဲ့တော့အခုဒါကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ပြန်ပြေးလာတယ်လို့ပဲပြောရမှာပေါ့နော်ဘာတော့ဒါအဲ့မှာတစ်ချိန်ပြီးတော့ကျွန်တော်ဒီလီဂစ်ကောပေါ့နော်လီဂစ်ကောမှာပဲတစ်ခါပေါ့နော်တစ်ခါအဲ့လိုမျိုးကျွန်တော်လုံးဝလွတ်သွားတာနော်လုံးဝပလက်ကျွတ်သွားတာနော်တော်တော့ပလက်ကျွတ်သွားတာပြောချင်တာပလက်ကျွတ်တော့ယူခါတာပြောတာမဟုတ်အဲ့လိုမျိုးကျွန်တော်အပြစ်ခံရတဲ့ damage ပေါ့နော်အဲ့လိုအုံတိုင်းရရက်ဆက်ပြအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်ဘယ်ကိုပြန်ရောက်သွားမှန်းကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ရဲဘော်ကြီးကောင်းလို့ပဲနော်ကျွန်တော်ရောက်အောင်သူတို့ဆွဲထုတ်ပြီးတော့ခေါ်သွားတာအဲ့တော့ကျွန်တော်ရောက်သွားတယ်ဗောနော်ဒါခုတစ်ခေါက်တော့ကျွန်တော်ပြောဦးပါတယ်နော်ကြောက်ခက်စေးုံရောက်သွားတာအဲ့ချိန်မှာငါဖျားတွေကလည်းဘလူးမကျွန်တော်ကုလို့မရအောင်အဲ့လိုမျိုး
အဲ့ဒါနေပါမရဘူးကျွန်တော်စကန်စကန်ပြန်မှရပါမယ်ဆိုတော့ကျွန်တော်စကန်ပြန်ဖို့ကျွန်တော်ကြိုးစားတာ3-4ရက်ကြာတယ်ကိုနေရာကိုပြန်ဖို့နော်3-4ရက်ကြာတယ်ဒါတကယ်အခက်အခဲကိုကျွန်တော်ပြောနေတယ်အဲ့မှာကျွန်တော်damage တင်နေပြီးတော့ထိခိုက်မိတာတွေပြီးတော့ကျွန်တော်တော့ငှက်ဖျားလည်းဖြစ်အဲ့မှာကျွန်တော်ထမင်းလည်းမစားနိုင်လူအတုံလောကတုံနေပြီပြီးတော့ရှေ့ထဲမှာကျွန်တော်ထိုးသွင်းထားတဲ့အကျော်စီးကမကြီးနိုင်ဘူးတကယ်အဲ့ဒါကျွန်တော်ရဲဘော်တွေရှိတယ်ကျွန်တော်နဲ့ PDF တပတ်စင်နဲ့ရဲဘော်ကစေးမှုဆိုတော့အဲ့စေးမှုကြောင့်လည်းကျွန်တော်သိတယ်ဆိုတော့ဒါပေမဲ့ငါတကယ်ချင်းထိုးတယ်စေးပဲဆိုငါတကယ်ချင်းထိုးတယ်အပ်ပဲဆိုတော့ကိုအလိမ့်မိတ်ခံတာဒါပေမဲ့အကျော်ကရှာတော့ကျွန်တော်ခံလက်တွေဆိုတာအရန်ကိုအကျော်တွေဆိုမြင်နေရတယ်တမန်ဒါကျွန်တော်မြင်လားမသိဘူးလားဒီလိုလက်မျိုးပိုင်စင်တာလားအကျော်တွေဆိုတော့ထောင်းထနေတာအဲ့လိုမျိုးမျိုးအဲ့လိုဒီလိုအကျော်တွေကိုမြင်နေရတယ်ဒီလိုမျိုးလက်တောင်မှအကျော်စေးသွင်းလို့အဆင်လူကလုံးဝခါထပ်သွားတာအဲ့မှာလည်းကျွန်တော်မသေးခဲ့ဘူး